မင်္ဂလာပါပရိသတ်ရေ Wisdom Studio ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့အားလုံးရင်ထိတ်ထိတ်နဲ့စောင့်ကြည့်ရမယ်မြို့ပေါ်ကအုပ်ဆောင်ကြီးဆိုရဲ့အမေရိကန်သိပ္ပံစိတ်ကူးရဲ့နယ်ပယ်ကနာမည်ကြီးဇက်လန်တွဲလေးအကြောင်းကိုပြောပြပေးသွားမှာပါဇက်လန်အစအဆုံးကိုအသေးစိတ်ရှင်းပြပေးသွားမှာမို့လို့ spoiler တွေမတွေ့ချင်သေးတဲ့သူတွေရှိရင်တော့အခုကတည်းကကြိုပြီးသတိပေးထားပါရစေနော်ကဲအားလုံးအစင်သင့်ဖြစ်ပြီဆိုရင်တော့ဇက်လန်လေးကိုစလိုက်ရအောင်ဗျာဇက်လန်အစအဖွင့်ကလမ်းမှာတင်တင်မောင်သန်းတို့ခေါ်တဲ့ဒီမျိုးကလူမဟုတ်တဲ့လူစိမ်းတယောက်နဲ့စပြီးဆုံတွေ့ရပါတယ်တင်မောင်သန်းကတောက်အုပ်တစ်ခုထဲမှာလူတွေအလောင်းတစ်လောင်းကိုတိတ်တဆိတ်မြုပ်နေတာဗျကြည့်ရတာတော့တင်မောင်တန်းရဲ့နဖူးမှာလည်းဒဏ်ရချက်တွေရထားတော့အဲ့ဒီလူတွေနဲ့အကြီးကျယ်တပ်ပုတ်ခဲကြတာထင်ရှားနေတာပေါ့ဒါပေမဲ့တင်မောင်တန်းကဘာအကြောင်းကြောင့်ဒီလူကိုတတ်လိုက်ရတာလဲဆိုတာကိုတော့အခုထိပရေးလိဖြစ်နေတော့ပါပဲအဲ့ဒီနေ့နေ့လယ်ပိုင်းမှာတော့တင်မောင်တန်းကအလောင်းကိုဖျောက်ပြီးမြို့ပြင်ကိုအမြန်ထွက်ပြေးဖို့ကြိုးစားတော့တာပေါ့ဒါပေမဲ့ကန်ဆိုးရှင်တော့သူ့မြို့ပြင်ကိုမောင်းထွက်လာတဲ့အချိန်မှာပဲရဲမှုကြီးကိုလာရွှေရဲ့ကားနဲ့ပဲပင်းတူးပါလိတော့ကိုလာရွှေကားနဲ့တွေ့လိုက်ရတာကြောင့်တင်မောင်တန်းတယောက်လမ်းလေကောင်မှာနားအုပ်ကြီးကပိတ်ရက်နေတာနဲ့တွားတိုးပါလိတော့တင်မောင်တန်းလည်းနားတွေကိုမတိုက်မိအောင်ကားကိုအသေးအတန်ကွေ့ချလိုက်တာကြောင့်ကွင်းပြင်တွေကိုထိုးကျသွားပြီးကားကြီးကတပတ်ချလေသွားတာပေါ့တင်မောင်တန်းကားတွေကထွက်လာပြီးစက္ကန့်အနည်းငယ်အကြာမှာပဲတမျိုးလုံးကိုအင်အားပြင်းညီလိုက်တစ်ခုကရုတ်တရက်ရိုက်ခတ်ပါတော့တယ်မြေပြင်ကြီးပြင်းပြင်းထန်ထန်တုံခါလာတဲ့အခါမှာတော့မြို့ခံလူထုကြီးလည်းဘာလို့ရမှမသိပဲကြောက်လန့်တကြားနဲ့မှင်တက်မိနေကြပါတော့တယ်အဲ့ဒီအချိန်မှာပဲဗျာတင်မောင်တန်းနဲ့မျက်စိရှေ့တင်ကောင်းကင်ရံကနေတခုခုကဝုန်းကနေပြုံချလာပြီးပတ်ဝန်းကျင်တစ်ခုလုံးရုတ်တရက်6ကက်တိတ်ဆိတ်သွားပါတယ်ကြည်စမ်းမအောင်ကောင်းကင်ကကြလာတဲ့အဲ့ဒီအရာကဘလောက်ကောင်ကြောက်ဖို့ကောင်းလဲဆိုရင်လမ်းပေါ်ကနွားတကောင်စုအလေကနေနှစ်ချမ်းတိတိကြီးပြတ်ထွက်သွားပြီးမြေကြီးပေါ်ကိုပေါက်ခနဲ့ကျသွားတဲ့အထိပါပဲတင်မောင်တန်းလဲအန်အိုးတုံလုတ်သွားပြီးဒါကြီးကဘာလဲဆိုတာကိုတေချာသွားစစ်ကြည့်လိုက်တဲ့အခါမှာတော့အဲ့ဒါကြီးကမမြင်ရတဲ့မျက်လက်ပြတရာကြီးတစ်ခုဖြစ်နေလာဗျအဲ့ဒီနေရန်ကြီးကဘလောက်တောင်ထားတယ်လဲဆိုရင်သူ့လမ်းကြောင်းမှာရှိနေတဲ့အိမ်တွေကိုတော့ထောပတ်ခဲကိုဓာတ်နဲ့လိချလိုက်တယ်လို့မျိုးတိတိကြီးဖျက်ချသွားခဲ့တာပါလေအဲ့ဒီချိန်မှာပဲတိန်အောင်လို့ခေါ်တဲ့ဆဲကျော်သက်ကောင်လေးတယောက်ကတင်မောင်တန်းစီအပြေးလွှားရောက်လာပြီးအစင်ကြီးရလားဆိုတာလာကြည့်ပေးရှာပါတယ်သူတို့နှစ်ယောက်စလုံးဟာမြင်နေပေမဲ့ကင်တွယ်လို့မရတဲ့ဒီထူးဆန်းလာတဲ့မမြင်ရတဲ့တိုင်ကြီးကိုကြည့်ပြီးပါစက်အဟောင်းသားနဲ့အံ့ဩမင်တန်နေကြတာပေါ့မကြခင်မှာပဲနောက်ထပ်သတင်းဆိုးတွေထပ်ရောက်လာပါတော့တယ်တမျိုးလုံးရဲ့လျှက်စစ်မီတွေအကုန်ပြတ်တောက်သွားပြီလို့ရဲမှုကြီးကိုလှရွှေနဲ့ဒုရဲအုပ်မတင်လာလို့တိလိုက်ရတာပါဖုန်းလိုင်းတွေလည်းအကုန်သေးအင်တာနက်ကလည်းသုံးလို့မရတော့ပဲတကဘာလုံးနဲ့အဆက်အသွယ်လုံးဝပြတ်တောက်သွားပါပြီကြည့်ရတာဂျူတူလိုင်းတွေအားလုံးတပြိုင်တည်းပျောက်ဆုံးသွားသလိုမျိုးမြို့ကလေးတစ်ခုလုံးဟာကဘာကြီးတဲ့ကနေတီးခြားကဘာတစ်ခုဖြစ်သွားသလိုပါပဲဒါရင်ဘယ်လားဆိုတော့မကသေးဘူးပြောပူပြီးထိတ်လန့်စရာကောင်းတာကအဲ့ဒီအချိန်မှာမြို့ပေါ်ကနေပြန်တန်းလာတဲ့လေရင်တစင်းဟာမမြင်ရတဲ့အတားစားကြီးကိုအရှိန်နဲ့ဝင်တိုက်မိပြီးဝုန်းကနေပေါက်ကွဲသွားတာပါပဲအဲ့ဒီတော့မှဒါဟာရိုးရိုးနေရင်ကြီးတစ်ခုတည်းမဟုတ်ပဲတမျိုးလုံးကိုငုံပိတ်ထားတဲ့အမိုးကြီးခုံးတစ်ခုဖြစ်နေမှအားလုံးအတီးပြလိုက်နိုင်ကြပါတော့တယ်လေရင်ပေါက်ကွဲမှုကြီးကြောင့်တမျိုးလုံးလည်းရုပ်ရုပ်တဲတဲနဲ့ထိတ်လန့်ကုန်ကြတာပေါ့တစ်ဖက်မှာလည်းရေဒီယိုအတန်လင်းယုံကမောင်းထောင်းနဲ့သူ့လက်ထောင်မတင်ခင်လို့ဟာအပြင်လောကနဲ့အဆက်အသွယ်ရဖို့အသေးအတန်ကြိုးစားနေကြပါလေဒါပေမဲ့သူတို့လည်းတော်တော်လေးဇဝေဇဝါဖြစ်နေကြတာဗျဘာလို့လဲဆိုတော့လိုင်းပေါ်မှာသူတို့နှစ်ယောက်တည်းပဲရှိနေပြီးတခြားဘဲရေဒီယိုလိုင်းကမှဖမ်းလို့မရတော့လို့ပါပဲဒါပေမဲ့ဒီလိုအုပ်အော်တောင်းတင်းဖြစ်နေတဲ့ကြားထဲမှာပဲရေဒီယိုအစီအစဉ်မှုမောင်ထောင်းကတော့ခက်ပေါ့ပေါ့ပဲဗျသူကအခုလိုအခြေအနေမျိုးမှာငါတို့ရေဒီယိုလိုင်းကလွှင့်ရင်တခြားဘာမှနားထောင်လို့မရတော့ဘူးဆိုတော့ငါတို့ရေတင်တွေအကြီးအကျယ်တက်လာတော့မှာပေါ့ဆိုပြီးအကောင်မြင်ပြနေသေးတာအဲ့ဒီချိန်မှာပဲဒတိုင်းကြီးရဲ့တစ်ဖက်ချမ်းကနေမိသက်ကားတစ်စီအရှိန်နဲ့မောင်းလာတာကိုတင်မောင်တန်းကတွေ့လိုက်ရတယ်သူသာအချိန်မီတားလိုက်လို့ပေါ့မဟုတ်ရင်တော့အဲ့ဒီမိသက်ကားလည်းအရှိန်နဲ့ဝင်တိုက်ပြီးလေရင်မို့ပဲမီးဟုံးဟုံးတောက်သွားမှာအသေးချပါပဲမကြခင်မှာကိုလာရွှေရီရောက်လာပြီးဒီမမြင်ရတဲ့နေရန်ကြီးကိုစစ်ဆေးကြပေမဲ့သူတို့ရဲ့သိပ္ပံပညာတွေအတွေ့အကြုံတွေနဲ့ဘလို့မှနားမလည်နိုင်တဲ့အရာကြီးဖြစ်နေတာပေါ့ဒီလိုနဲ့မြို့ရဲ့ဩဇာအရှိဆုံးလူကြီးမြင့်ဖြစ်တဲ့ကောင်းစီဝင်ဦးပြောင်ကြီးလည်းရောက်လာပါလိတော့သူကတော့မြို့ကိုအပိုင်စားရတယ်လို့နေလာတဲ့သူဆိုတော့ဒီလိုကိစ္စမျိုးကိုကြိုက်တွေ့ခြင်းပေမဲ့သူကိုယ်တိုင်လည်းတခြားသူတွေလိုပဲဘာလို့ရမှမသိပဲမျက်စိပြက်မျက်နှာပြက်ဖြစ်နေရပါတော့တယ်ဗျအခြေအနေတွေကပိုပြီးတော့ရှုထွေးလာပါပြီမြို့ကိုဝင်မဲ့လမ်းကြောင်းမှန်သမျှဟာဒီမမြင်ရတဲ့တိုင်းကြီးကြောင့်ပိတ်ဆို့ကုန်တာမှုလမ်းမတွေပေါ်မှာကားတိုက်မှုတွေတစ်ခုပြီးတစ်ခုဖြစ်ပွားနေတဲ့သတင်းတွေရောက်လာတော့တာပဲဒီလိုထပ်မဖြစ်အောင်မြို့ကန်လူထုကိုအရေးပေါ်ကြီးညာချက်ချက်ချင်းထုတ်ပြန်ဖို့သူတို့ပြင်ဆင်ကြရပါတော့တယ်တစ်ဖက်မှာလည်းမြို့တွေကတနေရာမှာတော့ကြော်ကြီးနဲ့ခင်ခင်ဆိုတဲ့လူငယ်နှစ်ယောက်ကတော့အပြင်ကကဘာပြတ်နေတဲ့အခြေအနေတွေကိုမသိသေးပဲ romantic ဆန်ဆန်မနက်ခင်းလေးကိုဖျက်ဆီးနေကြတာဗျခင်ခင်ဆိုတာကခုနကတင်မောင်တန်းနဲ့တွေ့ခဲ့တဲ့ကောင်လေးတိန်းအောင်ရဲ့အမဖြစ်ပြီးစီရနာဝန်ထမ်းတူနာပြုတယောက်လည်းဖြစ်ပါတယ်ခင်ဗျအချစ်ဆိုတာကလည်းခက်တာလားဗျတစ်ဖက်မှာကဘာပြတ်မတက်ဖြစ်နေခြင်းမှာကြော်ကြီးတယောက်ကတော့ခင်ခင်ကိုသူ့ရင်ထဲကအချစ်တွေကိုဖွင့်ပြောဝန်ခံနေတာပါဒါပေမဲ့ခင်ခင်ကသူ့ကိုပြန်မချစ်ဘူးလို့ပြောလိုက်တဲ့အခါမှာတော့ကြော်ကြီးရဲ့နှလုံးသားလေးတစ်စက်စီးကြည်မွသွားရတာပေါ့သူတို့နှစ်ယောက်အခြေအတင်စကားများကြရင်နောက်ဆုံးမှာတော့ခင်ခင်ကကြော်ကြီးကိုဖြစ်ခနဲ့ပါရိုက်လိုက်ပြီးစိတ်ဆိုးမှန်ဆိုးနဲ့ထွက်သွားပါလိရောဒီကြားထဲမှာမြို့ကိုခဏတစ်ဖြုတ်အလုံးကိစ္စနဲ့ရောက်နေတဲ့မိသားစုတစုလည်းရှိသေးတယ်ဗျမိခင်တွေဖြစ်တဲ့မဖြူမမူနဲ့သူတို့ရဲ့သမီးလေးနိုးနိုးပေါ့သူတို့ကတော့မြို့ကိုပိတ်ထားတဲ့ဒီအုပ်စောကြီးအကြောင်းကိုဘာမှမသိသေးပဲအလုပ်ကိစ္စပြီးတာနဲ့မြို့တွေကနေအမြန်ဆုံးထွက်ခွာဖို့ပဲပြင်ဆင်နေကြတာပါဒါပြီးနေမြို့လေးမှာနောက်ထပ်သတိထားရမယ်သူတယောက်ကတော့စူးစမ်းရှာဖွေရေးသတင်းထောင်မလေးတီရီပဲဖြစ်ပါတယ်တမန်တော်မှာတော့မြို့ကန်ဒေါ်လုံးတင်ကထူးဆန်းတဲ့လှုပ်ရှားမှုတစ်ခုကိုသတင်းပေးဖို့တီရီကိုဖုံးဆက်ခေါ်လိုက်တာဗျ
ဒေါ်လုံးတင်ဖြောက်ကာတာကတော့ဒီအပတ်ထဲမှာပဲမြို့ရဲ့အာရန်လောင်စာတိုးလောင်ယုံစီကိုပရိုပိန်းထန်းငွေတဲတဲ့ကားကြီး6စီးတောင်လာပို့သွားနေတဲ့ဒါကမြို့လေးရဲ့လောင်စာလူအချက်ထက်အစမတတ်များပြားလွန်းတော့တစုံတယောက်ကတခုခုကိုကြံစီဖို့အတွက်ရည်ရွယ်ချက်ရှိစုစားနေတာလို့ဒေါ်လုံးတင်ကတန်တရာဝင်နေတာပေါ့တီရီကတော့စုံစမ်းပေးမယ်လို့ခရီးပေးလိုက်ပေမဲ့စိတ်ထဲမှာတော့တိတ်ပြီးအလေးနဲ့မထားမိသေးဘူးဗျ တစ်ဖက်မှာလည်းမျိုးကောင်စီဝင်ဦးပြောင်ကြီးကတော့ရေဒီယိုအတန်လွတ်ရုံကိုရောက်သွားပြီးမြို့ခံတွေတရာအရေးပေါ်ချင်းကြီးကြီးညာချက်ကိုထုတ်ပြန်ပါတော့တယ်မြို့ပင်ထွက်ဖို့စ조사နေတဲ့မဖြူလိုမိသားစုကတော့ဒီကြီးညာချက်ကိုကြားလိုက်ရပေမဲ့ကြော်ညာတစ်ခုခုပဲလို့ထင်နေကြတာပေါ့သူတို့လည်းကားကမမြင်ရတဲ့တိုင်းကြီးကိုဝင်တိုက်မိဖို့စက္ကန့်ပိုင်းအလိုမှာပဲဟုတ်ဗျာတိုင်းရဲ့ဟိုဘက်ချမ်းကနေကားတစ်စီးကအရှိကြီးနဲ့ဝင်တိုက်လိုက်တာကိုမြင်လိုက်ရတာကန်ခေါင်းလို့သူတို့မိသားစုဘာမှမသိခဲ့ပေမဲ့အဲ့ဒီအချိန်မှာပဲသမီးဖြစ်သူနွန်နိုကယူတရက်ကြီးကတ်သွားပါလိရောနွန်နိုတယောက်တတိမိတ်မျောနေတော့မှပန်းရောင်ကျဲပွင့်တွေဆိုတဲ့စကားစုလေးကိုထူးထူးဆန်းဆန်းရေရွတ်နေခဲ့ပါတယ်နွန်နိုကိုစေးရုံကိုအမြဲဆုံးပို့လိုက်ကြရပြီမြင်စေးရုံမှာလည်းမြို့တစ်ပတ်လေကကားတိုင်မှုတွေနဲ့ပြည့်နှက်နေတာဗျအဲ့ဒီချိန်မှာသတင်းတော်မလေးတီရီကလည်းသူ့ခင်ဘုံကိုလာရှာရင်းနဲ့စေးရုံကိုရောက်နေပါတယ်ဒါပေမဲ့တီရီတခုတတိထားမိသွားတာကသူ့ခင်ဘုံဟာတင်းင်းကနေနေ့ဒီမှာအလုံးလုံးလေးမရှိပဲသူမကိုအကြီးကျယ်လိန်ညာနေခဲ့တာပဲဖြစ်ပါတယ်စေးရုံခင်းပတ်မှာတော့တင်မောင်တန်းတယောက်ခင်ခင်နဲ့စုံပြီးစေးလိတ်တောက်ရင်းနဲ့စကားပြောနေကြတာပေါ့ဒါကိုကြော်ကြီးကလမ်းမြင်သွားတဲ့အခါမှာတော့သူ့ရင်ထဲမှာမနာလိုစိတ်တွေတဟုံဟုံတောက်လောင်လာပါတော့တယ်ခင်ခင်အပေါ်ထားနဲ့သူ့ရဲ့အချက်ကအခုတော့အစွဲလန်းကြီးတဲ့အချစ်ဆိုးကြီးဖြစ်ပြောင်းလဲသွားခဲ့ပြီလေခင်ခင်ကိုတခြားယောက်ျားတစ်ယောက်နဲ့မြင်လိုက်တာကကြော်ကြီးစိတ်ထဲကလူသက်သမားတစ်ယောက်လိုရက်ဆက်တဲ့စိတ်ရိုင်းတွေကိုနှိုးဆိုပေးလိုက်တယ်လို့ပါပဲအခုဆိုရင်မျိုးရဲ့အစွန်အဖျားတိုင်းတစ်လျှောက်ကိုစစ်တပ်ကအတိအကျဝိုင်းရံဆောင်ချက်ထားပြီဗျသိပ္ပံပညာရှင်တွေနဲ့ပညာရှင်ပေါင်းစုံကလည်းဒီထူးဆန်းတဲ့ဖြစ်ရကြီးကိုအဖြေရှာဖို့ကြိုးစားနေကြပေမဲ့ဘသူမှအဖြေမထုတ်နိုင်ပဲမျက်စိလည်းလမ်းပြောင်နေကြတော့မှာပဲနိုင်အနှဲငယ်ကြားတဲ့အခါမှာတော့ဦးပြောင်ကြီးနဲ့ရဲမှုကြီးကိုလာရွှေတို့တေးတစိတ်တွေ့ဆုံကြပါတယ်ဦးပြောင်ကြီးကရဲမှုကြီးကိုလာရွှေကိုခုနကပရိုပိန်းတဲ့ငွေတွေအကြောင်းမေးမြန်းနေတာဗျသူတို့စကားပြောပုံကတော်တော်လေးကိုတန်တရားဖြစ်စရာကောင်းတယ်မွေးကိုကဲတင်ဖို့အတွက်သူတို့ဘာတွေလှုပ်ဆောင်ခဲ့ကြတယ်ဆိုတာကိုဝေဝေဝါးဝါးပဲပြောဆိုနေကြတာဒါကိုကြည့်ခြင်းအပြင်သူတို့နှစ်ယောက်ဟာဒီဒုံကြီးအကြောင်းကိုတခုခုကြိုတိနေပုံရပေမယ့်ဘသူကမှမပြောပဲဖုံးကွယ်ထားကြတာသိတာနေတယ်တစ်ဖက်မှာလည်းတင်မောင်တန်းတယောက်ဒီမြို့ကိုတရက်ထဲလာတာဆိုတော့ညအိတ်တဲခုဖို့နေရမရှိဖြစ်နေရှာတာပေါ့အဲ့ဒီအချိန်မှာပဲကြော်ကြီးကသူ့စီရောက်လာပြီးစကားဆလာတယ်စကားပြောရင်းကနေရုတ်တရက်ကြီးကြော်ကြီးကတင်မောင်တန်းကိုချိန်မြောက်လာပါလိရောတင်မောင်တန်းကတော့ငါဘာလုပ်မိလို့လဲဆိုပြီးကြောင်တောင်ဖြစ်နေတော့မှာပဲသတင်းတောင်မလေးတီလီကရောက်လာပြီးဝင်တားလိုက်လို့သာပြဿနာကတော်ကကြခဲ့တာပေါ့ဒီလိုမျိုးကြီးတစ်လုံးအကျက်တဲဖြစ်နေတဲ့ကြားထဲမှာပဲစေကျော်တဲတွေကတော့ထုံးစံတိုင်းရေးပေါ်ချင်းကြီးကိုဂရုမစိုက်ပဲပါတီပွဲလုပ်ပြီးပျော်ပါနေကြတာဗျအဲ့ဒီမှာတိန်းကောင်ကလည်းသူ့အရွယ်ကောင်လေးတယောက်နဲ့စုံပြီးအခုဖြစ်ပြနေတဲ့ထူးဆန်းတဲ့အခြေအနေတွေအကြောင်းကိုဆွေးနွေးနေကြတာပေါ့ရုတ်တရက်ဆိုလို့ပဲခုနကနိုးနိုးတဲသွားတယ်လို့ပဲတိန်းအောင်တယောက်လည်းကြံပြင်းပေါ်မှာလူးလိမ်ပြီးတက်ပါလျော်ဗျတိန်းအောင်လည်းနိုးနိုးလိုပဲပန်းရောင်ကျဲပွင့်တွေဆိုတဲ့စကားစုကိုထပ်တူထပ်မြရည်ရွတ်နေခဲ့တာပါတစ်ဖက်မှာလည်းတိန်းအောင်ရဲ့အညီမခင်ခင်တယောက်အိမ်မှာရှိနေတော့ကြော်ကြီးကအိမ်ထဲကိုအသိဝင်လာပြီးသူ့မကိုပြန်ပဲဆွဲသွားပါတော့တယ်သူကခင်ခင်ကိုသူ့အဖေရဲ့မြေတောင်ဘုံခိုချင်းဟောင်းကိုခေါ်သွားပြီးအခုဖြစ်ပြနေတဲ့ကိစ္စတွေအကုန်လုံးကိုငါသိတယ်ဆိုပြီးကြောင်တောင်စကားတွေပြောနေတာဗျအဲ့ဒီမှာတော့ကြော်ကြီးဆိုတာမြို့ရဲ့သွဲစာကြီးကောင်းစီဝင်ဦးပြောင်ကြီးအသားဖြစ်နေမှပြိသက်တွေတိလိုက်ရတာပေါ့အဲ့ဒီအချိန်မှာပဲတီရီကတော့တင်မောင်တန်းကိုထမရဲ့အိမ်ကိုခေါ်သွားပြီးညအိတ်တဲခိုခွင့်ပေးလိုက်ပါတယ်အရာအားလုံးကတော့အေးဆေးဆေးပါပဲဒါပေမဲ့တင်မောင်တန်းတယောက်အိမ်ထဲကဓာတ်ပုံတစ်ပုံကိုလှမ်းကြည့်လိုက်တဲ့အချိန်မှာတော့တကူလုံးတွေးချင်းချင်းအေးသွားပါတော့တယ်ဘာလို့လဲဆိုတော့ဓာတ်ပုံတဲကတီရီရဲ့ခင်ပွန်းဆိုသူဟာဒီနေ့မနက်ကပဲသူကိုယ်တိုင်တပ်ပြီးမြုပ်ခဲ့တဲ့လူဖြစ်နေလို့ပါပဲဗျာမကြခင်မှာပဲနောက်ထပ်တုံလွတ်စရာသတင်းဆိုးတစ်ခုထပ်ထွက်လာပြန်တယ်ရဲမှုကြီးကိုလှရွှေနဲ့မတင်လာတော့မြို့တဲ့ကင်းလက်နေတော့မှရဲမှုကြီးကိုလှရွှေရဲ့ရင်ဘက်ထဲကနှလုံးခုန်နှုံထိန်းဆက်ကဒီအုပ်ဆောင်ကြီးရဲ့တန်လိုက်ဆက်ကွင်းကြောင့်လားမသိပဲရုတ်တရက်ပေါက်ကွဲသွားပြီးရဲမှုကြီးလည်းနေရတဲ့ပွဲချင်းပြီးတေဆုံးသွားပါတော့တယ်ဇလိုင်းရဲ့အစောပိုင်းကိုပြန်ကြည့်လိုက်မယ်ဆိုရင်တော့တင်မောင်တန်းတယောက်ဒီမြို့ကိုရောက်နေရတဲ့အကြောင်းရင်းကတီရီရဲ့ခင်ပွန်းစီကနေငွေအကျွေးတောင်းတောင်းဖို့ပဲထင်ပါတယ်ဒါပေမဲ့တီရီရဲ့ခင်ပွန်းဆရာဝန်ကြီးကပိုက်ဆံပြန်မပေးချင်တာကြောင့်သူတို့နှစ်ယောက်အကြီးကျယ်စကားများတတ်ဖို့ချရင်းနဲ့တင်မောင်တန်းကသူ့ကိုမတော်တဆပစ်တက်မိသွားခဲ့တာပါဒါဟာတကယ်တော့မတော်တဆမှုတစ်ခုသာဖြစ်ပေမဲ့တင်မောင်တန်းကတော့လူသက်မှုနဲ့ထောင်ကျမှကြောက်တာကြောင့်အလောင်းကိုတောထဲမှာဖျောက်ဖျက်ခဲ့တာပေါ့ဗျာမနဲ့လင်းလို့အဲ့ရနိုးတဲ့အခါမှာတော့တင်မောင်တန်းဟာသူ့ရဲ့လယ်ဆွဲလေးပျောက်နေတာကိုသတိထားမိသွားပါတယ်သူကတီရီကိုမေးကြည့်တော့သူမကလည်းတွေ့ရင်ရှာထားပေးမယ်လို့ဂတိပေးရှာတာပေါ့ဒါပေမဲ့တင်မောင်တန်းချက်ချင်းတတိရသွားတာကအဲ့ဒီလယ်ဆွဲဟာသူလူတက်ခဲ့တဲ့တောထဲကတဲအိမ်လေးထဲမှာကြံခဲ့ပြီးဆိုတာပါပဲဒါဟာသူ့အတွက်တော့တကယ်ကိုအန်ဒီအကြီးတဲ့တပ်တွေတစ်ခုပဲပေါ့ဗျာအဲ့ဒီအချိန်မှာပဲတခြားတစ်ဖက်မှာတော့ရဲအရာရှိနှစ်ယောက်ဟာရဲမှုကြီးကိုလှရွှေစီကိုအပြေးအလွှာရောက်လာကြပါပြီဒါပေမဲ့နောက်ကျသွားပါပြီရဲမှုကြီးကိုလှရွှေကတော့တေဆုံးသွားခဲ့ပြီလीသူရဲကိုမတင်လက်ခမရမှာလဲရဲမှုကြီးအယုတ်အလောင်းကိုပွက်ဖတ်ပြီးတရှုံရှုံနဲ့ငိုကြွေးနေရှာတာပေါ့တစ်ဖက်မှာလဲတိန်းအောင်ဟာသူ့တငယ်ချင်းလှအမြင့်နဲ့အတူရှိနေပါတယ်မင်းညကတိန်းအောင်တယောက်ထူးထူးဆန်းဆန်းတက်သွားတဲ့အခါမှာလှအမြင့်ကပဲသူ့ကိုကူညီပေးခဲ့တာပါ
လာမင်ကတိန်အောင်ကိုပိုင်းရောင်ကျဲဆိုတာဘာလဲလို့မေးကြည့်ပဲနဲ့တိန်အောင်ကတော့သူ့လဲချသားတဲ့နောက်ပိုင်းဘာတွေပြောခဲ့တာလဲဆိုတာတလုံးမှမမှတ်မိတော့ဘူးဗျာတစ်ဖက်မှာလည်းရေဒီယိုအတန့်လွှင့်ရုံကမှတ်တမ်းခင်ဟာထူးခြားတဲ့စက်ပစ္စည်းတစ်ခုကိုတုံးပြီးအုပ်ဆောင်ကြီးရဲ့အပြင်ဘက်ကလူတွေနဲ့အဆက်အသွယ်ရအောင်အသေးအံစူးစမ်းနေပါတယ်မှတ်တမ်းခင်ဟာအပြင်မှာရှိနေတဲ့စစ်သားအချင်းချင်းစကားပြောနေတာကိုကြားနေပေမဲ့သူမဘက်ကတော့ပြန်ပြောလို့မရဖြစ်နေတာပေါ့အန်အောဖကောင်တာကအပြင်ကစစ်သားတွေကိုယ်တိုင်တောင်ဒီမမြင်ရတဲ့အရာကြီးကဘာလဲဆိုတာကိုဝေခွဲမရပြီးမျက်စိလဲနေကြတာပါအဲ့ဒီအချိန်မှာမြို့ထဲကစားတောက်ဆိုင်လေးမှာတော့ဦးပြောင်ကြီးတယောက်အေးအေးဆေးဆေးပဲမနှက်စာသုံးဆောင်နေတာဗျာဒါပေမဲ့တူရဲအောင်မတင်လှရောက်လာပြီးရဲမှုကြီးကိုလှရွှေတေဆုံးသွားတဲ့အကြောင်းသတင်းပို့လိုက်တဲ့အခါမှာတော့သူတို့နှစ်ယောက်လုံးအလောင်းပြင်စရာဦးကောင်းစီကိုအပြည့်အလွှာသွားကြပါတော့တယ်ဒါပေမဲ့တကယ်အငရဲခန်းကတော့မြေအောက်ဘုံခုကျင်းထဲမှာပြောခင်ခင်ခမတယောက်ယောက်ကြားမလားဆိုပြီးအစွမ်းကုန်အော်ဟစ်အကူညီတောင်းနေရှာတာပေါ့ကြော်ကြီးရောက်လာတဲ့အခါမှာတော့ခင်ခင်ထွက်မပြေးနိုင်အောင်ကတင်နဲ့ပါတန်ချေချင်းခတ်ပြီးပိတ်လောင်လိုက်ပါတော့တယ်ကြော်ကြီးရဲ့စဉ်းစားပုံကတကယ်ကိုအံ့ဩစရာဗျာသူကခင်ခင်သူ့ကိုညင်းတန်းနဲ့ဒီအုပ်ဆောင်ကြီးပေါ်လာတာဟာတခုခုဆက်ဆက်မှုရှိနေတယ်လို့ယူဆနေတာဒီအုပ်ဆောင်ကြီးပျောက်သွားတဲ့နေ့ကျတော့ခင်ခင်လက်စိတ်ပြောင်းပြီးသူ့ကိုပြန်ချစ်လာလိမ့်မယ်လို့တထိုက်ထဲယုံကြည်နေတာဗျာဒါကိုကြည့်ချင်းအပြင်ကြော်ကြီးရဲ့စိတ်ကြားမှာဟိဟာတော်တော်လေးကိုပုံမှန်မဟုတ်တော့တာကိုတိစားနေတာပေါ့တစ်ဖက်မှာလည်းအလောင်းပြင်စရာဦးကောင်းဟာရဲမှုကြီးကိုလာရွှေရဲ့တငယ်ချင်းဟောင်းကိုတည်င်းကိုကြားတော့တော်တော်လေးတုံလို့သွားရှာတယ်ဒါပေမဲ့လူရဲအုပ်မတင်လာပြီးမှမရှိတော့တဲ့အချိန်မှာတော့ဦးကောင်းနဲ့ဦးပြောင်ကြီးတို့ရဲ့ဇလန့်ကပေါ်လာပါပြီသူတို့နှစ်ယောက်စကားပြောနေကြတာကပြီးခဲ့တဲ့လမှာမြို့ထဲကိုပရိုပိန်းတန်ငွေတွေအလုံးအရင်နဲ့တွင်းခဲ့တဲ့ကိစ္စပါပဲတကယ်တော့ဦးပြောင်ကြီးဦးကောင်းနဲ့ခုနကတေသွားတဲ့ရဲမှုကြီးကိုလာရွှေ၃ယောက်ပေါင်းပြီးမြို့ကန်တွေမသိအောင်လှူချက်တစ်ခုကိုဖုံးကွယ်ထားခဲ့ကြတာပါရဲမှုကြီးကိုလာရွှေတေသွားတာဟာသူတို့အတွက်တော့နှုတ်ဖက်ခါမပေးစရာမလိုပဲအရှုပ်ထုတ်တစ်ခုရှင်းသွားတယ်လို့ဖြစ်လို့တည်င်းကောင်းလို့တော့ဆိုရမလို့ပါပဲဗျအဲ့ဒီနေ့တင်မုံလဲမှာတော့မတ်တင်လာကရဲစခန်းတဲကိုလှမ်းဝင်လာတော့ဦးပြောင်ကြီးတယောက်ရဲမှုကြီးကိုလာရွှေရုံးခန်းထဲမှာတခုခုကိုအသေးအထန်မှွှင်းနောက်ရှာဖွေနေတာကိုတွေ့လိုက်ရတယ်မတ်တင်လာကဘာလုပ်နေတာလဲလို့မေးလိုက်တော့ဦးပြောင်ကြီးကလည်းဝါရက်နိုင်နှံတော်ဆရာပြီးစီကိုလာရွှေရဲ့တေတန်းကြာကိုလာကြည့်ပေးတာပါလို့အကွက်ကြကြလိန်လိုက်တာပေါ့မတင်လာခင်ဗျားကလည်းရိုးသားလွန်းလို့ဦးပြောင်ကြီးရဲ့စကားကိုအဟုတ်မှတ်ပြီးယုံသွားရှာပါတော့တယ်တကယ်တမ်းတော့ဦးပြောင်ကြီးတယောက်ရဲမှုကြီးကိုလာရွှေရုံးခန်းထဲမှာမှွေနှောက်နေတာကတေတန်းကြာဖတ်ဖို့မဟုတ်ပါဘူးဗျာသူနဲ့ဦးကောင်းကိုဒုက္ခပေးနိုင်တဲ့ပရိုပိန်းတန်ငွေတင်သွင်းမှုဆိုင်ရာစာရွက်စာတမ်းတွေကိုအထောက်ထမ်းဖျောက်ဖို့လိုက်ရှာနေတာပါအဲ့ဒီစာရွက်တွေကရဲမှုကြီးကိုလာရွှေရဲ့အိမ်မှာရှိနေနိုင်တယ်လို့သူကယူဆနေတာကြောင့်ဦးကောင်းကိုအတင်းသွားယူခိုင်းလိုက်ပါတော့တယ်တစ်ဖက်မှာလည်းသတင်းတော်မလေးတီးရီကရေဒီယိုအတန်လွင့်ညွန်ကိုရောက်သွားတဲ့အခါမတန်းကင်တို့အပြင်ကစစ်သားတွေရဲ့စကားကိုခိုးနားထောင်လို့ရနေပြီဆိုတာကိုသိလိုက်ရတယ်အဲ့ဒီကသစဉ်သူတို့သိလိုက်ရတဲ့သတင်းကတော့အပြင်ကလူတွေဟာဒီအုပ်ဆောင်ကြီးရဲ့အောက်ကနေမြေချင်းတူပြီးဝင်ဖို့စူးစမ်းနေကြပေမဲ့ဘလို့မှအောင်မြင်ဘူးဆိုတာပါပဲတီရီဟာဒီသတင်းကိုရေဒီယိုကသစဉ်မြို့ထဲလုံးကိုထုတ်လွှင့်လိုက်တဲ့အခါမှာဟောဗျာမြို့ကန်တွေဟာငါတို့တော့ဒီထဲမှာတင်ပိတ်မိပြီးတီးရတော့မှာပဲဆိုတဲ့စိုးရိမ်စိတ်တွေနဲ့အတိသားမိတ်ပြီးထိတ်လန့်တုန်လှုပ်ကုန်ကြတာပေါ့အဲ့ဒီအချိန်မှာတိုင်းအောင်နဲ့လှမြင့်တို့တငယ်ချင်းနှစ်ယောက်ကအုပ်ဆောင်ကြီးရဲ့အစွန်းအဖျားမှာရှိနေကြပါတယ်သူတို့ဟာအပြင်ကစိတ်ပံပညာရှင်တွေအလုံးလုံးနေတာကိုအကဲခတ်နေကြတာဗျာစိတ်ပံပညာရှင်တွေကတော့ဒီအုပ်ဆောင်ကြီးကရေနဲ့ထိတော့ဘလို့တုံပြန်မလဲရေကိုတော့ဖြတ်တန်းခွင့်ပေးမလားဆိုတာကိုစမ်းသပ်နေကြတာပေါ့စိတ်ပံပညာရှင်တွေကတော့တိကျတဲ့အဖြစ်မရသေးပေမဲ့တိုင်းအောင်ကတော့တခုတတိထားမိသွားပါတယ်ဒီအုပ်ဆောင်ကြီးဟာရေကိုလုံးဝပိတ်ထားတာမျိုးမဟုတ်ပဲအလွန်စိတ်တဲ့စံကားကြီးတစ်ခုလိုမျိုးရေမူရေမွာလေးတွေကိုတဖြည်းဖြည်းချင်းစိတ်ဝင်ခွင့်ပေးတာကိုရှာဖွေတွေ့ရှိသွားတာပါအဲ့ဒီနေ့လယ်ပိုင်းမှာပဲတင်မောင်တန်းတာသူ့ရဲ့လဲဆွဲကိုပြန်ရှာဖို့ဟိုတဲအိမ်လေးစီတိတ်တဆိတ်သွားဖေးပါတယ်သူလဲဆွဲကိုပြန်တွေ့သွားပေမဲ့ကန်ဆိုးကျင်တော့ဂျော်ကြီးကသူ့နောက်ကိုချီယာခလိုက်လာပြီးပတ်ပင်တို့ပါလေရောဂျော်ကြီးကတင်မောင်တန်းကိုမင်းကကောင်မလေးခင်ခင်နဲ့အကျူအိတ်နေတာမဟုတ်လားဆိုပြီးယူးကြောင်ကြောင်ဆွတ်ဆွဲချက်တွေနဲ့ရန်စတော့တာပေါ့တင်မောင်တန်းကတော့ဒီကောင်စိတ်မမှန်ဘူးဆိုတာရိပ်မိပေမဲ့ကျော်ကြီးကလုံးဝမစုတ်ခွာပဲတိုက်ခိုက်လာတာကြောင့်နောက်ဆုံးမှာတော့တင်မောင်တန်းကသူ့ကိုအလွယ်တကူပဲပညာပေးနှိမ့်နှင်းလိုက်ပါတော့တယ်တစ်ဖက်မှာလည်းအလောင်းပြင်စရာဦးကောင်းကဦးပြောင်ကြီးခိုင်းထားတဲ့အတိုင်းရဲမှုကြီးကိုလာရွရဲ့အိမ်ထဲကိုခိုးဝင်ပြီးပရိုပိန်းစာရွက်စာတမ်းတွေကိုလိုက်စာနေပါတယ်အန်ဆွဲအောက်မှာစာရွက်တွေကိုတွေ့သွားတဲ့ခါမှာတော့တက်တီခောက်ဖို့အတွက်ချက်ချင်းမိရှုလိုက်တာပေါ့ဒါပေမဲ့ကန်ဆိုးကျင်တော့မီလီယံတွေကထိမ့်မနိုင်သိမ့်မရဖြစ်သွားပြီးတအိမ်လုံးကိုကူးဆက်လောင်ကျွမ်းသွားပါတော့တယ်မကြခင်မှာပဲမြို့ကန်တွေစုရောက်ရှိလာပြီးမီးငင်းတက်ဖို့စူးစမ်းကြပေမဲ့မိသက်ကားလည်းမရှိရေကလည်းအားမရလာကြောင်းတအိမ်လုံးပြာကြတော့မဲ့အခြေအနေကိုကြည့်ပြီးအားလုံးစိတ်ပြအားငယ်နေကြရပါတယ်ဗျာအခြေအနေကတကယ်ကိုစိုးရိမ်စရာပါပဲအကယ်၍သာဒီအိမ်ကြီးကိုဒီအကိုင်းလောင်ကျွမ်းခွင့်ပြုလိုက်မယ်ဆိုရင်အလုံးပိတ်ထားတဲ့အုပ်ဆောင်ကြီးအတွင်းကအဖူးချင်းတွေမြင့်တက်လာပြီးမြို့ထဲမှာရှိတဲ့သူတွေအားလုံးအပူဒဏ်ကြောင့်တေဆုံးသွားနိုင်ပါတယ်ဒါကိုသိလိုက်တဲ့တင်မောင်တန်းကဥဆောင်ပြီးမြို့ကန်တွေအားလုံးလက်တွဲကရေပုံးတွေညမီးငင်းတက်ဖို့စူးစမ်းကြပါတော့တယ်အဲ့ဒီအချိန်မှာပဲတူးရဲ့အုပ်မတင်လာကအိမ်ထဲကနေဦးကောင်းရဲ့အော်ဟစ်ထန်ကိုကြားလိုက်လို့အသက်ဆုံးပြီးအသေးကိုပြေးဝင်သွားပါတယ်။သူမကမိတောက်တွေကြားထဲကနေဦးကောင်းကိုဆွဲထုတ်လာနိုင်ခဲ့ပြီးစေးဝတ်နှန်းတွေလက်ထဲကိုအမြင့်ဆုံးအနှံပေးခဲ့ပါတယ်။
တနာရီကျော်အောင်အစွမ်းကိုငင်းတက်ပြီးမြင်မီးကပိုပြီးတော့ပြက်နှံလာခဲ့တာဗျနောက်ဆုံးမှာတော့ဦးပြောင်ကြီးကမီးတူးဆက်ကြီးတစ်စီကိုကိုယ်တိုင်မောင်းလာပြီးအိမ်ကိုဖြိုချကမီးလန်းချောင်းကိုဖျက်တောက်ပြစ်လိုက်တော့မှပဲဒီကျိုးရုပ်တဲ့အခြေအနေကြီးပြီးဆုံးသွားခဲ့ပါတယ်မီးငိမ့်တက်ပြီးလို့မောပနွမ်းနေတဲ့မြို့ခံတွေစုရောက်နေတော့မှပဲမောင်စောလူခေါ်တဲ့ရဲအရာရှိတယောက်ကတော့စိတ်လွတ်သွားပါတော့တယ်သူကငါတို့ဒီအခြေအနေကနေဘယ်တော့မှထွက်နိုင်တော့မှာမဟုတ်ဘူးမကြခင်မှာငါတို့တွေတယောက်ကိုတယောက်တက်ကြဖြတ်ကြတော့မှာဆိုပြီးကြောက်လန့်တကြအော်ဟစ်နေခဲ့ပါတယ်အခြေအနေတွေကတကယ်ဟိုရုပ်ရုပ်တဲ့ထိကုန်ပါပြီစိတ်လွတ်သွားတဲ့ရဲအရာရှိမောင်စောကတနက်ကိုကောင်းကင်ပေါ်ထောင်ပစ်လိုက်တာကြည်စံကအုပ်ဆောင်နံပြန်ကြီးကိုတွားမှန်ပြီးပြန်ကန်ထွက်လာတာဗျကန်ဆိုးချင်တော့အဲ့ဒီကြည်စံကသူ့လုတ်ဖို့ကွိုက်ပဲရဲအရာရှိတယောက်ကိုတဲ့တဲ့နံပြီးနေရာတင်ပွဲချင်းပြီးတည်ဆောင်သွားစီခဲ့ပါတယ်ဒါကြောင့်မောင်စောကိုချက်ချင်းပဲဖမ်းဆီးလိုက်ရပါတော့တယ်ညမြောင်လာတဲ့အခါမှာတော့တင်းအောင်နဲ့သူ့တငယ်ချင်းတွေစကိတ်စီမီတော့နိုနိုရောက်လာပါတယ်နိုနိုကဖုံးအားသွင်းခြင်းလို့အကူအညီတောင်းတာကြောင့်တင်းအောင်ကသူ့အိမ်ကိုခေါ်သွားပေးခဲ့တယ်တင်းအောင်တို့အိမ်ကမြို့ထဲမှာမီးဆာစီးတဲ့ရှားပါတဲ့နေရာတွေကတခုပေါ့တစ်ဖက်မှာလည်းဒူးရဲ့အောင်မတင်လာကမောင်စောကိုအချုပ်ခန်းထဲထည့်ဖို့ခေါ်လာချိန်မှာရဲစခန်းအပြန်ဘက်မှာတော့မြို့ကန်လူအောက်ကြီးကစွယောင်းတီရဲတပ်ဖွဲ့ရဲ့ညံပဲချင်းကိုကန့်ကွက်ဆန္ဒပြနေကြပါတယ်အဲ့ဒီချိန်မှာပဲဦးပြောင်ကြီးကဂျိုင်းတွေကဝင်ပြီးအခုလိုချိန်မျိုးမှာငါတို့တယောက်ကိုတယောက်ကူညီကြရမယ်ဆိုပြီးလူအောက်ကြီးငြိမ်သက်သွားအောင်ဖြောင်ဖျားလိုက်နိုင်ပြန်ပါတယ်ဒါပေမဲ့အချုပ်ခန်းထဲမှာတော့မောင်စောကညံများနေတာဗျာသူကရုတ်တရက်နှလုံးရသွားသလိုမျိုးခန့်ဆောင်ပြီးလဲကျသွားတဲ့အခါမတင်လာကစိုးရင်တကြားနဲ့အခန်းထဲပြေးဝင်သွားမိတာပေါ့အဲ့ဒီမှာတင်မောင်စောကမတင်လာကိုထွန်းထုတ်အခန်းထဲပိတ်လောင်ခဲ့ပြီးထွက်ပြေးလွတ်မြောက်သွားပါတော့တယ်ဒီအတော်ထဲမှာလည်းမြေအောက်ဘုံကိုချင်းတဲကခင်ကတော့သူမလွတ်မြောက်ဖို့ဆိုရင်ကြော်ကြီးရဲ့စိတ်လှုပ်ရှားမှုကိုအသုံးပြုပြီးသူ့ကိုလှည့်ပြောင်းဖြောင်ဖလားရမယ်ဆိုတာကိုသဘောပေါက်သွားပါပြီခင်ကသူမလွတ်မြောက်ဖို့အတွက်ညံသုံးပြီးသူတို့ကလေးဘဝကသွားလေရှိတဲ့ပိတ်ထားတဲ့မြေအောက်လက်ဝင်ကိုအကြောင်းကိုကြော်ကြီးကိုပြောပြလိုက်ပါတယ်ဒီအုပ်ဆောင်ကြီးကမြေအောက်ထိအလုံးမလုံးဘူးဆိုရင်အဲ့ဒီလက်ဝင်ကူကနေအဖင်လောကကိုထွက်သွားလို့ရနိုင်တယ်လို့ခင်ကအကွက်ဆင်းလိုက်တာပေါ့ခင်ကတော့ဒါကိုပြောပြရင်ကြော်ကြီးကသူမကိုလွှတ်ပေးမယ်လို့မျှော်လင့်ခဲ့ပြီးမြဲကြော်ကြီးကတော့သူမကိုမလွှတ်ပေးပဲအဲ့ဒီလက်ဝင်ကူစီကိုတယောက်တည်းသွားကြည့်ဖို့ဆုံးဖြတ်လိုက်ပါရဲ့ဗျတစ်ဖက်မှာလည်းဦးပြောင်ကြီးကရဲစခန်းကိုရောက်သွားတဲ့အခါမောင်စောကိုမတွေ့ပဲအချုပ်ခန်းနဲ့ပိတ်မိနေတဲ့မတ်တင်လာကိုပဲတွေ့လိုက်ရပါတယ်သူကမတ်တင်လာကိုအမြန်လွှတ်ပေးလိုက်ပြီးစစ်ဆေးကြည့်လိုက်တော့မှမောင်စောဟာရိုင်ဖယ်ထနက်နဲ့ကြိတ်ဆန်းတဲ့ယူပြီးထွက်ပြေးသွားမှတိလိုက်ရတာပါမတ်တင်လာကတော့မောင်စောဟာအမဲလိုက်လိရှိတဲ့တောအုပ်ထဲမှာပဲဖုံးနေမှာတဲကြတယ်ဆိုပြီးချက်ချင်းလိုက်ရှာဖို့ပြင်มาတော့တယ်ဦးပြောင်ကြီးကလည်းအချင်းကြီးကိုအခွင့်ကောင်းယူပြီးမြို့ကန်တွေနဲ့လူရှာဖွေမှုအဖွဲ့ကိုချက်ချင်းစုဆောင်းလိုက်ပါတယ်ဒီအချိန်မှာပဲမတ်ဖြူကတော့သူမကိုဘာမှအကြောင်းမကြားပဲပျောက်နေတဲ့သမီးလေးနိုနိုအတွက်စားတောက်ဆိုင်ထဲမှာစိုးရိမ်တကြားထင်နေချပါတယ်နိုနိုကတော့တင်းအောင်တို့အိမ်မှာညအိတ်ခဲ့တာကိုဦးပြောင်ကြီးကစားတောက်ဆိုင်ထဲကိုဝင်လာပြီးမောင်စောကိုလိုက်ဖမ်းဖို့အတွက်ယောက်ျားသားတွေကိုအကူအညီတောင်းပြီးအဖွဲ့ခွဲလိုက်ပါတော့တယ်တီရီကကြော်ကြီးကိုကြောဖို့အိတ်ကြီးလွှဲပြီးဘယ်သွားမလို့လဲလို့လှမ်းမိလိုက်ပြီမြင်ကြော်ကြီးကပြပြတလဲနဲ့အဖြေရခဲ့နေတာကိုတွေ့လိုက်ရတယ်ဒါကပဲသတင်းတော်မလီတီရီရဲ့တန်တရားကိုပိုပြီးကြီးထွားစေခဲ့တာပေါ့ဒါကြောင့်သူမကကြော်ကြီးနောက်ကိုတောက်ချောင်ချီရကလိုက်ရင်နောက်ဆုံးမှာတော့ခင်ပြောတဲ့မြေအောက်လွိုင်းကူပါစီကိုရောက်သွားပါတော့တယ်တစ်ဖက်မှာလည်းတင်းအောင်နဲ့နူနိုတို့ကတော့တင်းအောင်တို့အိမ်မှာမနှက်စားအတူစားနေကြတာဗျာတင်းအောင်ခင်ဗျာမင်းကလေးတယောက်နဲ့နှစ်ယောက်တည်းအခုလိုရှိဘူးလားဒါပထမဆုံးအချိန်ဆိုလို့တော်တော်လေးကိုစိတ်လှုပ်ရှားပြီးစကားပြောတာတောင်ထင်းငေါ့နေရှာတာနိုနိုကတော့စန့်ကျင်ပဲသူမကကိုယုံကြည်မှုအပြည့်ရှိပြီးစကားပြောနေလေအတော်လေးချက်လက်ချက်ရှိတာကိုသူတို့နှစ်ယောက်စကားကောင်းနေတော့မှပဲတင်းအောင်ရဲ့တငယ်ချင်းလှမင်းကနောက်ထပ်မိန်းကလေးနှစ်ယောက်ကိုဖုံးအားသွင်းဖို့အတွက်ထပ်ခေါ်လာပြန်ပါလိမ့်တင်းအောင်ကတော့တိတ်မကြည့်ပြူပဲမှလည်းနောက်ဆုံးတော့သူတို့ကိုအိမ်ထဲပြေးဝင်လိုက်ရတာပေါ့တောထဲမှာတော့အခြေအနေတွေကတကယ်ကိုကြမ်းတမ်းလာပါပြီရှာဖွေရဲ့အဖွဲ့ဟာမောင်စောနဲ့ထိတ်တိုးကြပြီးမောင်စောကအဖွဲ့ဝင်တယောက်ရဲ့ချက်တော့ကိုတနတ်နဲ့ပြစ်လိုက်တာဗျာဒဏ်ရာရတဲ့သူကိုပြုစုဖို့လူတယောက်ခြံထားခဲ့ပြီးဦးပြောင်ကြီးနဲ့တင်မောင်တန်းတို့ကတော့မောင်စောနောက်ကိုတောက်ချောင်လိုက်လံဖမ်းဆီးကြပါတော့တယ်တစ်ဖက်မှာလည်းကြော်ကြီးတယောက်လှိုင်းကူးရဲ့အဆုံးကိုရောက်သွားတဲ့အခါမှာတော့သူမျောလင်းထားတယ်လို့ဖြစ်မလာခဲ့ပါဘူးဒီမမြင်ရတဲ့နိုင်ငံကြီးဟာမြေအောက်ထဲအထိပါနက်နက်ရှင်းရှင်းထိုးဖောက်ဝင်ရောက်နေတာကိုသူရှာဖွေတွေ့ရှိသွားတာပါကြော်ကြီးတယောက်နိုင်ငံကြီးမဲ့အရန်နီးကပ်သွားတဲ့အခါမှာတော့ထူးဆန်းတဲ့တောင်းလိုက်ဆက်ကွင်းအရှိန်ကြောင့်သူ့လက်ထဲကတက်မီးဟာရဲမှုကြီးကိုလာရွှေရဲ့နှလုံးကုန်းထင်းဆက်လိုပဲပေါက်ကွဲသွားပါတော့တယ်အဲ့ဒီအချိန်မှာနောက်ယောင်ခံလိုက်လာတဲ့တီရီထွက်လာပြီးသူ့ကိုသတိပေးပေမဲ့ကြော်ကြီးကတော့တီရီသူနောက်ကိုလိုက်လာတာကိုလုံးဝမကျေနပ်ထူထင်နေကြဗျာမျောလင်းချက်တွေပြတ်သုံးသွားတဲ့ကြော်ကြီးဟာစိတ်လွတ်သွားပြီးမမီနာတဲ့နိုင်ငံကြီးကိုဒေါသတကြီးနဲ့ထိုးကြိုက်ပါတော့တယ်တီရီကဝင်တားလိုက်လို့သာတော်တာကိုနောက်ဆုံးတော့သူတို့နှစ်ယောက်အဲ့ဒီနေရာမှာပဲခဏထိုင်နာရင်စကားပြောဖြစ်ကြတယ်တီရီကသူမရဲ့အတိတ်ကမာယွင်မှုတစ်ခုကြောင့်အခုလိုသတင်းတောက်အလုပ်မှာပဲတဝက်လဲလဲဖြစ်နေရတဲ့အကြောင်းကိုကြော်ကြီးကိုရင်ဖွင့်ပြနေတာဗျာစကားပြောနေတဲ့ကြော်ကြီးကသူ့မျက်နှာကဒဏ်ရာတွေကိုတီရီကိုပြလိုက်တယ်သူကတင်မုံတန်းဟာအကြောင်းမရှိပဲသူ့ကိုရိုက်နှက်ခဲ့တာပါဆိုပြီးလူယုံမစကားဆိုပြီးတီရီကိုတင်မုံတန်းနဲ့ဝေးဝေးနေဖို့တတိပြလိုက်ပါသေးတယ်တကယ်တော့သူကိုယ်တိုင်ကရန်စခဲ့တာကိုဖုံးကွယ်ထားတာပေါ့တစ်ဖက်မှာလည်းတိတ်အောင်တို့အိမ်ကတော့လူတွေနဲ့ပြည့်နှက်နေပြီးအားလုံးကဖုံးတွေလျှက်စစ်ပစ္စည်းတွေကိုအလူရောက်အားသွင်းနေကြတာဗျာအဲ့ဒီမှာရင်လူမိုက်တယောက်ကအခွင့်ကောင်းယူပြီး
သူပိုင်နာမဟုတ်တဲ့လျှက်စစ်မိတဲ့လူတွေကိုပတ်စံကောက်ပြီးအနိုင်ကျင့်ဖို့ကြိုးစားနေမှာတော့တယ်ဘသူမှအဲ့ဒီလူမိုက်ကိုပြန်မဖြိုးရဲကြတဲ့အချိန်မှာနိုနိုကရှေ့ထုတ်ပြီးရဲရဲဝံ့ဝံ့ရင်ဆိုင်ပါတော့တယ်စကားများကြတဲ့အခြေအနေကတော်တော်လေးတင်းမာလာခဲ့တယ်တခုခုမဖြစ်ခင်မှာလေကံကောင်းထောက်မှစွာမီးဆက်စီပြတ်သွားပြီးမီးတွေအကုန်ပြတ်သွားလာကြောင်းပြဿနာကအေးအေးဆေးဆေးကြီးသွားခဲ့ပါတယ်တစ်ဖက်မှာလည်းတိုးလေးကအခြေအနေကတကယ်ကိုအသက်လွတ်ပွေးပါတင်မောင်တန်းနဲ့ဦးပြောင်ကြီးတို့ဟာမောင်စောနဲ့ထိတ်တိုက်တိုးကြပြီမဲ့မောင်စောကတနစ်နဲ့အသင့်ချိန်ထားတာကြောင့်သူတို့နှစ်ယောက်လုံးဘာမှမလုပ်နိုင်ပဲပိတ်မိနေကြတာဗျာမောင်စောကဦးပြောင်ကြီးကိုပြစ်တက်ဖို့စက္ကန့်ပိုင်းအလိုမှာပဲလူရဲအောင်မတက်လာကနောက်ကနေရုပ်ကြီးရပေါ်လာပြီးမောင်စောကိုအသေးတက်ဖြတ်ပစ်လိုက်ပါတော့တယ်တိတ်အောင်တို့အိမ်ကိုမဖြူရောက်ပြီးတမီးဖြစ်တဲ့နိုနိုကိုအခုလိုအရေးပေါ်အခြေအနေမျိုးမှာအိမ်မပြန်ပဲကြောက်နေတာကြောင့်ပိုပြီးတာဝန်ရှိဖို့စူးဖို့ကြွေးမှန်းပါလေဒါပေမဲ့ထူးဆန်းတာကအဲ့ဒီအချိန်မှာပဲတိတ်အောင်နဲ့နိုနိုတို့လက်တချင်းစုပ်လိုက်မိတဲ့အခါမှာတော့သူတို့နှစ်ယောက်ကြားမှာထူးဆန်းတဲ့လျှက်စစ်တွေထွက်ပေါ်လာပြီးနှစ်ယောက်လုံးတပြိုင်နက်တက်သွားကြပါတော့တယ်ဗျသူတို့နှစ်ယောက်စလုံးကသတိမရှိတဲ့အချိန်တွေမှာပန်းရောင်ကျေပွင့်တွေတန်းစီပြီးကြာစင်းနေရဆိုတဲ့စကဖြူကိုတညီတညက်ဇက်ဆိုနေကြပြန်တယ်တစ်ဖက်မှာမီးအောက်ဘုံကိုပြင်းနေမှာတော့ကြော်ကြီးကခင်ခင်စီကိုနောက်တစ်ခေါက်ပြန်ရောက်လာပါတယ်ဒီတခါတော့သူကခင်ခင်ကို right နတ်ဖို့မဟုတ်ပဲရှေးဦးသူနာပြူတဲ့ဆေးဒေတာလေးကိုကင်ပြီးရောက်လာတာပါသူကြောင့်ရခဲ့တဲ့တန်ရာတွေကိုသူကိုယ်တိုင်ပြန်ကုပေးခြင်းတဲ့သဘောမျိုးပေါ့ခင်ခင်ကတော့ညမ်းကောင်းလုံးပါတယ်ညာကြော်ကြီးကလက်စစ်ကတန်ရာတွေကိုဆေးထည့်ပေးဖို့ကူညီပေးနေတော့မှာပဲသူသတိမထားမိတဲ့အချိန်မှာကတ်ကျဲတစုံကိုတိုက်စိတ်ခိုးယူပြီးဟွက်ထားလိုက်နိုင်ပါတယ်ဇက်တင်ပိုင်းမှာတော့ပင်မဆွေရနေတခုကိုဖျက်ထမ်းခဲ့တဲ့နောက်တင်မောင်တန်းနဲ့တီရီတို့အိမ်ကိုပြန်ရောက်လာကြတယ်ဒါပေမဲ့တီရီရဲ့စိတ်ထဲမှာတော့အေးချမ်းမနေပါဘူးလွှိုင်ကူထဲမှာကြော်ကြီးဖြိုးခဲ့တဲ့စကားတွေကြောင့်သူမဟာတင်မောင်တန်းအပေါ်တန်တရားတွေစတင်ဝင်သွားပါပြီတင်မောင်တန်းရေချမ်းကောင်းထဲဝင်သွားတဲ့အချိန်မှာတော့တီရီဟာအခွင့်ကောင်းယူပြီးတင်မောင်တန်းရဲ့အိတ်နဲ့ပစ္စည်းတွေကိုလိုက်လံမှွေနောက်ရှာဖွေပါတော့တယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ် episode တွေကြည့်လို့ရအောင်အကောင့်ကို follow လေးလုပ်သွားကြနော်